ကျောင်းသားတွေကိုကတော်တဲ့ကျောင်းသားဖြစ်စေချင်တယ်ဆိုရင်ကိုတိုင်ကတော်တဲ့ဆရာမတယောက်ဖြစ်နေရလိမ့်မယ်လူတွေစီကနေပြီးတော့တင်ယူပါကိုယ့်ရဲ့ဘေးမှာရှိနေတဲ့လူကကိုယ့်ရဲ့ဘဝကိုမြင့်တင်မိမဲ့သူတွေလားတော့မို့ကိုယ့်ကိုပြဿနာပေါင်းများစွာနဲ့ဆွဲထားစေမဲ့သူလားအခုဒီဗီဒီယိုကြည့်နေတဲ့ဆရာမတွေကိုဒီချက်အရေးကြီးတာတခုပြောစရာရှိပါတယ်အဲ့တော့ကိုကနေ့စဉ်ကျောင်းကိုသွားတယ်စာသင်တယ်ပြီးရင်အိမ်ပြန်လာတယ်အိမ်စာတွေစစ်တယ်အဲ့ဒါကိုယ့်ရဲ့ပုံမှန်တရက်တာ routine ဖြစ်နေလိမ့်မယ်အဲ့တော့ကိုကတကယ်ကိုတော်တဲ့ဆရာ great teacher တယောက်ဖြစ်ချင်နေဆိုရင်ဒီချက်အရန်မှာချင်တာတခုကတော့ဆရာမတယောက်အတွက်အကောင်းဆုံးယဉ်ကျေးမြုံနယ်မှုဆရာမတယောက်အတွက်ဆရာမခေါင်းဖြစ်ဖို့အတွက်အကောင်းဆုံးလမ်းတစ်ခုကတော့ကိုယဉ်ကျေးမြုံနယ်ခြင်းပဲဖြစ်ပါတယ်ကျောင်းသားတွေကိုကတော်တဲ့ကျောင်းသားဖြစ်စေချင်တယ်ဆိုရင်ကိုတိုင်ကတော်တဲ့ဆရာမတယောက်ဖြစ်နေရလိမ့်မယ်အဲ့တော့ဘာလုပ်ရမလဲနံပါတ်1ကတော့စာအုပ်များများဖတ်ပါကိုသင်ကြားနေတဲ့ subject ရဲ့စာအုပ်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ပညာအကြောင်းပြီး motivation အကြောင်း leadership အကြောင်းဒီလိုမျိုးလေးတွေကိုများများဖတ်ပြီးပါ self help books လို့ခေါ်ပါတယ်နံပါတ်2ဆီယာမဆိုတဲ့အုတ်ထုပ်ကိုခဏချွတ်ထားပြီးတော့ကျောင်းသားဆိုတဲ့အုတ်ထုပ်ကိုပြန်လည်ပြီးတော့စောင်းပြီးတော့စာသင်သားတယောက်လိုကျောင်းသားတယောက်လိုပြန်ပြီးခံစားကြည့်ပါအဲ့တော့ကိုဒီစာသင်ခန်းထဲကိုတကယ်ထိုင်နေတဲ့အချိန်မှာအတွေ့အကြုံကဘယ်လိုရှိလဲဆီယာမတယောက်ကကိုယ်တင်တဲ့အချိန်မှာကိုဘယ်လိုမျိုးခံစားရလဲကိုဘာတွေရရှိသွားလဲဒါတွေကိုပြန်ပြီးတော့ခံစားရပါမယ်ဒါမှပဲကိုယ့်ရဲ့ကျောင်းသားတွေကိုပြန်သင်ပေးတဲ့အချိန်တိုင်းကိုပေးချင်တဲ့ message ကိုပေးချင်တဲ့ feeling ကိုရမှာဖြစ်ပါတယ်နံပါတ်3လူတွေစီကနေပြီးတော့သင်ယူပါတချို့ခံယူထားတာတခုကတော့လူတိုင်းစီမှာသူတို့ပြောပြချင်တဲ့ story ရှိပါတယ်အဲ့ဒီ story ကိုလူတွေနဲ့တွေ့တဲ့အခါနားထောင်ပေးကြည့်ပါပြီးရင်ဒီ story ကနေပြီးတော့ကိုဘယ်လိုသင်ခန်းစာရမလဲဆိုတာကိုတချို့တို့အမြဲတမ်းမျက်စိရှင်နားရှင်နဲ့တချို့တို့လေ့လာသင်ယူရပါမယ်အဲ့တော့အရန်ကောင်းတဲ့အခွင့်အရေးလေးတစ်ခုကိုတချို့ထပ်ပြီးပြောပြပါမယ်အဲ့ဒါကတော့တချို့တို့ ITTI ကနေပြီးတော့26ရက်နေ့ December 2025မှာကျင်းပမယ်one day intensive training မှာဒါတွေအားလုံးကိုတချို့တို့ဘယ်လိုမျိုးလေ့ကျင့်ယူရမလဲဆိုတာကိုတချို့တို့ workshop လေးရှိပါတယ်ဒီထက်ပိုကောင်းတဲ့သတင်းကတော့ 100% free ဖြစ်ပါတယ်အဲ့တော့တချို့ကျင်းပမယ့်နေရာကတော့ Summit Park View Hotel မနက်9:00ကနေညနေ9:00နာရီထိဖြစ်ပါမယ်နေရာအကန့်အသတ်ရှိတဲ့အတွက်ကြောင့်မလို့တချို့တို့ဒါအမြန်ဆုံး registration သွင်းထားလို့ရပါတယ်ဒီသင်တန်းကိုစိတ်ဝင်စားရဲဆိုရင်တော့ ITTI လို့ comment ထဲမှာမှတ်ပေးခဲ့ပါတချို့တို့ team ကနေပြီးတော့အမြန်ဆုံးဆက်သွယ်ပေးပါမယ်နံပါတ်4အဲ့ဒါတော့ဒါတချို့အမှတ်တမ်းမှကြိုက်တဲ့အရာလေးတစ်ခုဖြစ်တယ်ဒါကတော့ကိုယ့်ရဲ့ community ကိုတေချာတည်ဆောက်ပါကိုယ့်ရဲ့ဘေးမှာရှိနေတဲ့လူကကိုယ့်ရဲ့ဘဝကိုမြင့်တင်မိမဲ့သူတွေလားတော့မို့ကိုယ့်ကိုပြဿနာပေါင်းများစွာနဲ့ဆွဲထားစေမဲ့သူလားအဲ့တော့ဒါအလွယ်တကူဘယ်လိုကြည့်မလဲဆိုတော့ကိုဒီအဖွဲ့နဲ့နေတဲ့ချိန်တိုင်းဒီအဖွဲ့စီကနေပြီးတော့ complaint တန်နေကြရတယ်ပြဿနာအားတွေကြားရတယ်ဥပမာဒီကလေးတွေကိုသင်ရစိတ်မရှိဘူးဘယ်လောက်ထိမောကြောင်းအချိန်မရှိကြောင်းပင်ပန်းကြောင်းဒီလိုမျိုးတွေပဲကြားနေရတဲ့ community လားကျွန်မကတော့ဘယ်တနန်းလေးတက်လိုက်တယ်ဘယ်စာအုပ်လေးလေ့လာလိုက်တယ်အမှန်တမ်းကောင်းတယ်ဒါကိုဆရာမတွေကဘယ်လိုမျိုးလေးပြန်သုံးကြည့်ပါဆိုတာမျိုး sharing လုပ်ပေးနေတာမျိုးလားအဲ့တော့ဒီနှစ်ခုထဲမှာဆိုရင်ဆရာမတွေကမသိလိုက်ဘဲနဲ့ကိုဒီဘက်မှာအများနဲ့ complaint တက်နေတဲ့ဖွဲ့မှာလည်းရှိနေတတ်တယ်ဒါကြောင့်မလို့ဒီဗီဒီယိုကြည့်ပြီးတဲ့အချိန်မှာကိုယ့်ရဲ့ဘေးမှာရှိတဲ့ community ကိုတစ်ချက်ပြန်ပြီးဆန်းစစ်ပါကိုတိုင်ရစပြီးတော့ account ဘက်က positivity ကိုဖြန့်ဝေပါပြီးရင်ဒီလိုမျိုး positivity ကိုပေးနိုင်တဲ့ community တွေကို like ရှာပါ join မှာဒါမှပဲကိုဒီအမြဲတမ်းတိုးတက်နေမှာဖြစ်ပါတယ်နံပါတ်5ဒါတော့အရေးကြီးဆုံးဖြစ်တဲ့ self awareness ဖြစ်ပါတယ် leader ခေါင်းတယောက်ဆရာမခေါင်းတယောက်ဖြစ်ဖို့အတွက်ဆိုရင်တချို့တို့အရေးကြီးဆုံးလေ့ကျင့်ရမှာက self awareness ပဲဖြစ်ပါတယ်ဆရာမတယောက်ကဘယ်အချိန်မှဆိုကိုယ့်ရဲ့ emotion ကဘယ်လိုဖြစ်နေလဲစိတ်တိုရဲဆိုလဲစိတ်တိုတာကိုသိနေရမယ်ဒေါသဖြစ်လဲဒေါသဖြစ်နေတာသိနေရမယ်ပျော်နေရဆိုလဲပျော်နေတာကိုသိနေရမယ်အဲ့တော့ aware ဖြစ်ပြီးတော့ကိုဒီ okay ပျော်နေတယ်ဒီဟာလေးကအလုပ်ဖြစ်နေရဆိုရင်ဘာကြောင့်မလို့အလုပ်ဖြစ်တာလဲဒါကိုပြန်ရှာပြီးတော့အမြဲတမ်းဆန်းစစ်နေရလိမ့်မယ်ဒီအချက်တွေကကိုကျောင်းသားတွေမမေ့နိုင်တဲ့ဆရာတယောက်အဖြစ်နဲ့မှတ်မိသွားစေမှာပါအဲ့တော့ကိုယ့်ရဲ့စာသင်ခန်းမှာကိုဒီအကောင်းဆုံး control ရပြီးတော့အကောင်းဆုံးဆရာမဖြစ်ပါစေအဲ့တော့ပွဲမှာထပ်ပြီးတွေ့ကြပါမယ် Have a great day bye bye